ဟုတ်တယ်ဆောက်ရရတယ်ကျန်တဲ့ဆောက်လို့ဆင်းမပြေဘူးအဲ့ဒါကြောင့်မို့ညီမတို့နောက်ပိုင်းမှာမိသားစုတွေရှိတယ်ညီမတို့ဆိုရင်အဲ့လိုမျိုးပေါ့နော်ဘယ်လိုပြောမလဲကိုတော်ဝင်ကိုကတော့ဘာမှမဖြစ်ဘူးသူတို့ကနေဘယ်လိုမှမိသားစုရှိတယ်အများအတွက်ရှိတယ်အဲ့လိုမျိုးမိခိုးရစားနေလူတွေအများကြီးရှိတဲ့အတွက်ညီမအခုဆုံးသားတော့လောက်တာညီမအတွက်ဘာမှမပါဘူးဟုတ်တယ်အကုန်လုံးအတွက်ညီမအကုန်လုံးကလည်းလုပ်ငန်းလောက်တယ်ဆိုတာဒီ15ရက်ပေါ်မှာဒီ15ရက်အကုန်လုံးအဆင်ပြေကြတာအကုန်လုံးအကုန်လုံးအတူတူပဲမိသားစုစိတ်ဓာတ်နဲ့ညီမအကုန်လုံးလိုက်ပြောတာညီမမောင်းစားပြီးတော့လောက်ရုံသူတို့ဖြုတ်လိုက်တဲ့အချိန်မှာညီမတို့ကဘူးလည်းမသိဖားလည်းမသိနားလည်းမလဲညီမလည်းညီမဖြစ်စေချင်တာညီမအကုန်လုံးပေါ့နော်တရုံလုံးလည်းညီမဖြစ်စေချင်တာကကြိုတင်ပြောလို့ဆိုရင်ညီမတို့အတွက်လက်ခံတယ်အခုပြင်ဆင်တဲ့ချိန်ရှိတယ်ပေါ့အခုကပုပိနေလည်းမပြောဘူး तू ကတရက်ထောက်ပေးမယ်သူတို့ကနောက်ဆောက်သွားတာပဲညီမတို့ပုပိနေလည်းမပြောတော့ညီမတို့ကအဲ့ဒါကိုညီမတို့ကပောက်ကွဲချင်တာပေါ့နော်ညီမတို့ရနစ်နာကြီးလိုက်လဲညီမတို့လိုချင်တာပေါ့အဲ့လိုပုံစံမျိုးပေါ့နော်နှစ်တယ်လဲကြာနေညီမတို့လောက်ခဲ့တာလဲအကိုတို့ဒီဘက်ကနေပြီးတော့ကိုတို့ကိုရမဲဦးဆောင်တော့ MHC ဖွဲ့ရနေလဲညီမလေးတို့ဒီနစ်နာကြီးနဲ့ပတ်သက်တဲ့ရလိုက်တဲ့ဟာတွေကိုလည်းရအောင်အကိုတို့ဘက်နေလိုက်ပါကူညီဆောင်ပေးမယ်ပြီးတော့ရင်စာရဲစာတန်းကိစ္စတွေအဝဝကိုလည်းပြီးစီးအောင်သူတို့ဘက်ကနေပြီးတော့တာဝန်ယူအောင်အကိုတို့ဘက်ကနေပြီးတော့လည်းဒီအစိုးရဒီရုံးမှာပေါ့နော်အကိုတို့ဘက်နေလည်းကူညီပြီးတော့ဝိုင်းဝန်းပြီးတော့အကိုတို့ပြောပေးမယ်ဟုတ်ပြီနော်ညီမတို့အကုန်လုံးစာရဲစာတန်းပြည့်စုံနဲ့ပြီးစီးသွားတဲ့အချိန်ကြီးညီမတို့ရတာလည်းနေလေးတွေမှာအဖေနာမည်မတူအဖေနာမည်လည်းမတူဘူးဆော်လေးလေးချင်းသူတို့ကြံ့ထားပေးတာအဖေနာမည်ပြောင်းလို့ရရင်ပြောင်းပေးပါဆိုတော့ဒါခုတည်းဘာမှမဖြစ်လာဘူးဟောဒါဆိုရင်အခုသူတို့ဒီစာအုပ်တက်ကန်တိုးထားပြီးတယ်ပြောတယ်ကောနော်တိုးထားပြီးတဲ့ပုံမှာဒီလိမ့်လက်စာရဲမှာအဖေနာမည်မတူတော့အကုန်လုံးမတူကြဘူးတရားစီနေရစားပဲအဲ့ဒါမှမ၄ယောက်လောက်လဲ၄ယောက်အဖေ၄ယောက်နဲ့ပဲဖြစ်နေတာအမေကမသိရင်၄ယောက်ယူခဲ့တဲ့ပုံစံမျိုးဖြစ်အဲ့မဟုတ်ဘူးကျွန်တော်ပြပါမယ်နော်ကျွန်တော်အဖေနာမည်မမေးဘူးအော်စာသူတို့ဟောဒီမှာဟိုအကုန်လုံးဒီစာရေးစာတန်းနေတရန်တိုးနေတဲ့အချိန်မှာသူတို့မိဘနာမည်တွေလည်းမမေးဘူးဘာမှမမေးဘဲနဲ့သူတို့သဘောနဲ့သူတို့လုပ်တယ်ပေါ့ဟောတာခုပဲရှိတယ်ငွေကြေးကောက်တဲ့တာဝန်ရလက်မထိုးတဲ့ဒါလည်းရှိတယ်လို့မျိုးပဲသူကတာဝန်ခံမှုတစ်ခုမှအာမမခံတာသူတို့အဲ့လိုမျိုးဒီလုပ်ငန်းဘာလုပ်ငန်းလဲပေါ့ကေရန်နော်ကေရန်ဟိုကာဒီအိမ်လေကေရန်ဆိုင်ရပစ္စည်းရောဟုတ်တယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ကလည်းဒီနေ့မှာကျွန်တော်တို့အချိန်နဲ့တမင်းကြီးလာရောက်ကူညီဆောင်ပေးတယ်ပေါ့နော်နောက်နေ့မှလည်းကျွန်တော်တို့တရားဥပဒေတိုင်းဆက်သွားဖို့ကျွန်တော်တို့ကနေပြီးတော့လာရောက်ပြီးတော့ကူညီပေးပါမယ်လို့နော်ဒီဒီမှာလေမနှက်ပြန်တယ်